အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Myanmar TV Channel ကနေအခုတခါတင်ဆက်ပေးမှာကတော့ယောက်ျားလေးအယောက်100တိတိနဲ့မိုးစကူဒူးခဲ့တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ထားတဲ့ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုပါဆင်အားပေးပါတော့ခင်ဗျာအနည်းဆုံးအမျိုးသားအယောက်100တိတိနဲ့မိုးစကူဒူးပြီးအိတ်ဆက်ပူပါတယ်တီဂျီတငယ်ချင်းအားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်လိုက်ချိုပါဒီကနေ့မှာတော့တီဂျီတငယ်ချင်းတွေနဲ့အားလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေတစ်ခုကိုမျှဝေပေးသွားမှာပါတယ်ရှင်ဒါကတော့ရေဘူးရအနေနဲ့ပေါ့နော်ကျမတက်တန်းတစ်လျှောက်ဆိုတာကျမအခုအသက်40တဲ့ရောက်ပါပြီကျမရဲ့အသက်40ဆိုတော့ကျမရဲ့ဒီtransgender ဘဝ20နဲ့နှစ်တာကာလတစ်လျှောက်ရောကျမရဲ့ experience ရောဖြတ်တန်းလာခဲ့တဲ့ဘဝတစ်လျှောက်မှာတွေ့ခဲ့ရတဲ့တငယ်ချင်းအပေါင်းအသင်းတွေရှိမယ်အမေတွေရှိမယ်ဖြတ်တန်းလာခဲ့ရတဲ့ဘဝတွေရှိတယ်ပေါ့နော်အဲ့ဒီမှာကျမလေးလာခဲ့ရတဲ့လောက်ကျမတို့ TGW တွေဒီသူတို့ရဲ့ live what တက်တာမှာဆိုလို့ရှိရင်ရောက်100ဆိုတာအနည်းဆုံးအနေနဲ့ကျမဟာ average ပြန်မြတွက်ပေးတာတချို့ဆိုရင်ထောင်တောင်းချီတယ် sorry တောင်းတော့မချီပေါ့နော်ထောင်ချီသွားတဲ့သူမျိုးတွေရှိတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်တရုတ်မှာဟိုလေးတို့ကြောင့်ကြက်ထသွားတယ်မမဟုံလို့မမဟုံဆိုရင်သူအုံကြက်စားတယ်လို့ပေါ့နော်ကျမတို့လည်းလူမျိုးတွေအုံကြက်စားခဲ့ရတဲ့သူတွေစားဖို့တဲ့သူတွေဆိုရင်လည်းဒုနဲ့ဒီအများကြီးရှိပါဒါကြောင့်မလို့တချို့တကြတော့လေဒီလောက်တော့မများဘူးအနည်းချင်းတော့စားတယ်ဆိုရင်ကျမကဒါကိုပြန်မြအနေနဲ့ချပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်တော့ကျမဒီအကြောင်းကိုပြောတယ်ဆိုတာကဂုံစားခြင်းလို့ဂုံယူဝင်ကြွားစွာနဲ့ပြောချင်တာတော့မဟုတ်ပါဘူးကျမ်းမာရေးရှုထောင့်နေနဲ့ကျမကနေပြီးတော့ကျမ်းမာရေးအမြင်ကနေပြီးတီဂျီကို KP လို့သတ်မှတ်ထားရတဲ့အကြောင်းရင်းတွေကတခုဖြစ်တဲ့ကျမတို့ transgender တွေဟာဆိုရင်လိင်ဆက်ဆံဘက်အရန်များတဲ့လိင်ဆက်ဆံဘက်ပါတနာအရန်များတဲ့အထင်းမှာအဓိကပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကိုအရေးတယူနဲ့ prevention မှာထည့်သွင်းစဉ်းစားပြီးတော့မှ treatment လုပ်ပေး prevention လုပ်ပေးနေရတဲ့အကြောင်းရဲ့တစိမ့်တဒေတာကိုပြောပြခြင်းဖြစ်ပါတယ်ရှင်အရင်နေ့ကကျမပြောခဲ့တဲ့ sex education နဲ့မှာအမျိုးသားငယ်လေးတွေပေါ့နော်လူပြိုပေါ်ဝင်စားမှာဆိုရင် masturbation လုပ်ကြတယ်ဒါတွေကိုအဖေတွေကသားတွေကိုသင်ပေးခြင်းမှာသင်ပေးမယ်အသိပေးခြင်းမှာအသိပေးမယ်ဒါပေမဲ့လူပြိုပေါ်ဝင်စားအချိန်မှာကောင်လေးတွေအမျိုးသားကောင်လေးတော်တော်များများကဒီလိုအခြေအနေမျိုးကိုစတင်ကြုံတွေ့လာရတယ်ပေါ့နော်အဲ့ဒီအခါမှာတော်တော်များများကလက်တဲ့ဆန်းကျင်ကြတာကလူငယ်တွေရဲ့သဘာဝဆက်လိုက်ခိုးတောက်ချင်ကြတယ်အရက်ခိုးတောက်ချင်ကြတယ်လောင်းကစားဆိုလို့ရှိရင်လည်းစမ်းပြီးစော့ကျင်ကြတယ်တခုခုပဲဒီဟာကိုမလုပ်နဲ့ဒါအနေရရှိတယ်ဆိုရင်သူတို့ဟာဘာလဲဘလို့နေလဲဆိုတဲ့ဟာကိုစူးစမ်းလေ့လာချင်တာကလူငယ်တွေရဲ့သဘာဝပဲဖြစ်ပါတယ်ဒီအထဲမှာပါအမျိုးသားငယ်လေးတွေအဓိကလက်တဲ့စမ်းပြီးတို့ကစားလို့ကောင်းမှာပေါ့နော်အဲ့ဒီအရာတွေကတော့ကျမတို့ transgender တွေပဲဖြစ်ပါတယ် transgender မျိုးသမီးတွေအနေနဲ့ဆိုလို့ရှိရင်လေကျမတို့ရဲ့လိင်စိတ်တာယာမှုဒီတူးတယောက်တည်းကိုပဲမူမတီနေပဲနဲ့ကျမတို့ဒီလေအမျိုးသားတော်တော်များများနဲ့လိင်ဆက်ဆံရတာကိုသဘောကျတဲ့သူတွေများပါတယ်အထူးသဖြင့်အမျိုးသားငယ်လေးတွေကဒီလိုမျိုးလက်တဲ့ဆန်းမှုအတွက်လိင်ဆက်ဆံတဲ့အခါမှာအခကြေးငွေပေးစရာမလိုပဲနဲ့မှဆက်ဆံလို့ရတဲ့ဟာမျိုးတွေရှိမယ်ပြီးတော့ကျမတို့နဲ့ဆက်ဆံတဲ့အခါမှာကျမတို့ကိုတာဝန်ယူစရာမလိုဘူးကျမတို့ကကိုယ်ဝန်ရှိလာနိုင်တဲ့သူမျိုးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့အတွက်အေးလူနဲ့လက်တဲ့ဆန်းလို့ရတာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့အထူးသဖြင့်ကျမတို့ transgender women တွေဟာဆိုရင်အမျိုးသားလူငယ်တွေအဓိကပြစ်မှတ်ထားပြီးလက်တဲ့ဆန်းပြီးမူစကူဒူးကျင်ကြတဲ့အထဲမှာထိတ်ဆုံးကားပါဝင်နေခြင်းဖြစ်ပါတယ်ဒီအကြောင်းကိုကျမထည့်သွင်းပြောကြားရခြင်းဒီလေဂုံစားခြင်းမဟုတ်ဘဲနဲ့ကျမယေရှုတော်အနေနဲ့ပဲကြည့်ရှုပေးဖို့အတွက်မေတ္တာရက်ခံပါတယ်ရှင်တကယ်လို့ဒီလိုလိင်ဆက်ဆံပတ်များတဲ့ transgender women တယောက်ဒီကျမရဲ့ knowledge တွေရှိမနေဘူးကျမရဲ့ awareness တွေရမနေဘူးကျမရဲ့ပြုစုဆောင်ရှောက်မှုကုသမှုတွေကိုမခံယူနေရဘူးဆိုရင်သူဒီကျမရဲ့ကြည့်မယ်ဆိုလို့ရှိရင် high risk level ကိုရောက်နေမှာသိကြပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာကျမတို့ရဲ့ community မှာဆိုရင် transgender တယောက်ဟာကျမရဲ့ knowledge တွေရှိနေတင်ပြီးတော့မှသူ့ကိုလည်းကျမရဲ့ဝန်ဆောင်မှုတွေကိုအထူးတလဲပေးတင်ပါတယ်ဒါမှသာလျှင်သူကမှတဆင့်တခြားသောမြည်သူမြည်ဝါကိုမှယောဂပိုးတွေမကူးဆက်သွားတော့မှာဖြစ်ပါတယ်
နောက်တစ်ခုအနေနဲ့ကတော့လက်တဲ့ဆဲတင်နဲ့မျိုးသားကောင်လေးတွေအနေနဲ့လည်း set education နဲ့ပတ်သက်ပြီးတော့မှထဲထဲဝင်ဝင်တည်နေဖို့လိုအပ်ပါတယ်ဒါမှသာလျှင်သူတို့ကိုယောဂကူးစက်မှုအနေနဲ့မှလည်းကာကွယ်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်ကျမဒီနေ့ကင်းမစစ်အရာပေးချင်တာကတော့လက်တဲ့ဆန်းတက်တဲ့အမျိုးသားကောင်လေးတွေဖြစ်ပါစေလိန်ဆက်ဆံဖက်များတဲ့ DGW မှာဖြစ်စေကျမတို့ prevention အမြင်နဲ့ကြည့်မယ်ဆိုရင်ကျမရေးဝန်ဆောင်မှုတွေကိုလက်လန်းမိမိပေးဖို့နဲ့ set education knowledge တွေကိုထဲထဲဝင်ဝင်သိနေဖို့အတွက်လိုအပ်တာဖြစ်တဲ့အကြောင်းကိုကျမအနေနဲ့ဒီနေရာကနေပြောပြခြင်းဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့ဒီလောက်ပါပဲနောက်နေ့မှာကျမရဲ့ဗီဒီယိုလေးတွေကြည့်ရဖို့အတွက် like and follow လုပ်ပြီးဖို့အတွက်ဥတာရခံပါတယ်ရှင်တီဂျီတငယ်ချင်းအားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ Lai Chu ပါဒီကနေ့မှာတီဂျီတငယ်ချင်းတွေတီးတင်တီးထိုက်တာတစ်ခုဖြစ်တဲ့ set education အကြောင်းကိုဒီကနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ် set education လို့ပြောရဲဆိုရင်အရန်ကျေပြန့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့အပိုင်းဆက်လေးတွေနဲ့တင်ပြပေးသွားပါမယ်ရှင်set education ဆိုတာကတော့လိင်ပိုင်းဆိုင်ရာကျန်းမာရေးအသိပညာပေးခြင်းလို့ပဲအဓိပ္ပာယ်ဖွင့်ပြရစီကျမတို့ LGBT တွေမှမဟုတ်ပါဘူးလူရယ်လို့လူသားအဖြစ်မွေးဖွားလာပြီးလူရယ်လို့ဖြစ်လာပြီးဆိုလို့ရှိရင်ဒီ set education ကလူသားတိုင်းနဲ့သက်ဆိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ရဲ့လက်ရှိမြန်မာနိုင်ငံကဒီ set education နဲ့ပတ်သက်ပြီးအကျယ်တဝင့်မပြောကြမလုပ်ကြဘူးဆိုတာကကျမတို့နိုင်ငံကနံပါတ်1ဖိုဝါဒကြီးဆိုတဲ့နိုင်ငံဖြစ်တဲ့နံပါတ်2ကကြတော့ဒီကြားမခွဲခြားပြီးတော့မှဘောနော်ယောက်ျားဆိုရင်ညညက်တဲ့မိန်းကလေးဆိုရင်ရုံနိုင်နေဆိုပြီးတော့တချို့ဘာသာတွေမှာဒီလိုတွေခွဲခြားထားတာမျိုးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့နိုင်ငံမှာရှိတဲ့ရှေးရိုးဆွဲတွေပေါ့နော်ဟိုအရှိတုန်းကပြောခဲ့တဲ့အရာတွေမှန်သည်ဖြစ်စေမှားသည်ဖြစ်စေထပ်ပြီးတော့ကိုယ့်ရဲ့အုံနှောက်နဲ့ကွမြူပြီးတော့မတွေးတော့ဘဲနဲ့အရှိကပြောလာခဲ့တဲ့လက်သုံးစကားတွေကိုပဲလက်ခံပြီးတော့မှဒါတွေကိုပဲမှန်နေဆိုပြီးတော့ခေါင်းထဲမှာတန်မိုးဆွဲတယ်လို့ဆွဲနေတဲ့သူတွေပေါ့နော်အဲ့ဒီဟာတွေရှိလက်ခံထားတဲ့သူတွေလည်းရှိတယ်ပေါ့နော်လူအဖြစ်မွေးဖွားလာပြီဆိုရင်တော့ဖို့ရမရဆိုပြီးတော့ရှိတာတဘာဝပဲဖြစ်ပါတယ်ကလေးလေးတယောက်မွေးလာတယ်ကလေးလေးမြက်ပေါင်စားထဲမှာရွှေကြိုးလေးပါလာတယ်ဆိုရင်ယောက်ျားလေးရွှေခွဲလေးပါလာတယ်ဆိုရင်မိန်းကလေးဆိုပြီးတော့ပေါင်စားထဲကအရာကိုကြည့်ပြီးတော့ပဲသတ်မှတ်ကြတာဖြစ်ပါတယ်ဒါကိုတော့ sex လို့ခေါ်ပါတယ်ဒီ sex ဒီမွေးရပါဖြစ်ပြီးတော့မှပြုတ်ပြင်းပြောင်းလဲလို့မရပါဘူးအဲ့ဒီတော့ကျမတို့လူမှုပတ်ဝန်းကျင်မှာရှိတယ်ယောက်ျားလေးဖြစ်မွေးဖွားလာပြီဆိုရင်ကလေးကဥဝဲလို့ပဲငိုတက်သေးတာဖြစ်တယ်သူ့ကိုစပြီးတော့စင်နာကအစကျမတို့ရဲ့သတ်မှတ်ချက်အတိုင်းပေါ့နော်ယောက်ျားလေးဆိုရင်အင်ကြီးသေးသေးလေးတွေဝတ်ပေးမယ်မိန်းကလေးဆိုရင်ခေါင်းလေးတွေဝတ်ပေးမယ်ယောက်ျားလေးဆိုရင်သမင်တူတူထားမယ်မိန်းကလေးဆိုရင်သမင်ရှိရှိထားမယ်ကြီးလာတဲ့ခါရင်သမင်လေးတွေကိုစီးပေးမယ်ကလေးလေးတွေဖဲကြိုးလေးတွေပန်ပေးမယ်စပြီးတော့ကစားတဲ့အရွယ်မှာဆိုရင်လည်းအိုးပုတ်လေးတွေဆင်မယ်ယောက်ျားလေးတွေဆိုလို့ရှိရင်ဘောလုံးလေးတွေနဲ့ပေးကစားမယ်စသည်ဖြင့်ငငယ်လေးတွေကနေပြီးတော့သူတို့ကိုပေးဆင်လာတယ်ပေါ့နော်ဒီကလေးတွေကဘလို့စော့ခြင်းလဲဘာဝါသနာပါလဲဆိုတာကိုသူတို့ကမိဘတွေကမေးတာထက်မွေးဖွားလာတဲ့ပုံမှာမူတည်ပြီးတော့ကျမတို့ကစင်နာလုပ်ပေးတာမျိုးပဲရှိတယ်ပေါ့နော်အဲ့တလိုမျိုးမွေးဖွားလာတဲ့ကလေးတွေယောက်ျားလေးမိန်းကလေးရဲ့ဖြစ်တည်မှုကိုမှကျမတို့စီးတွေဘောင်တွေတတ်မှတ်ချက်လိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီတတ်မှတ်ချက်ကိုတော့ gender လို့ခေါ်ပါတယ်ဒီ gender တွေကတော့အမှန်တကယ်ပြုတ်ပြင်ပြောင်းလဲလို့ရပါတယ်ကျမအနေနဲ့အမျိုးသားဖြစ်မွေးဖွားလာတယ်ကျမမိဘတွေကစွတ်ကြဲလေးတွေစင်တယ်ပစိုးလေးတွေစင်တယ်ဒါပေမဲ့ကျမမဝေ့ချင်ဘူးကျမကိုကျမမိန်းကလေးလို့ခံယူတဲ့သူဖြစ်လို့ကျမကဒီလိုမျိုးဝမ်းဆက်လေးတွေပါတိတ်ဝမ်းဆက်လေးတွေလှလှလေးတွေချုပ်ဝတ်တယ်သပင်းရှည်ထားတယ်ခန်းနီဆိုးတယ်မိတ်ကပ်လိမ့်နေကျမရဲ့နှလုံးသားရင်ခုန်တန်ကဆိုရင်အမျိုးသမီးတွေကိုရင်မခုန်ဘူးအမျိုးသားတွေကိုပဲရင်ခုန်တယ်အမျိုးသားတွေပဲနှစ်ချစ်ခင်နှစ်သက်ဆုံမှတ်တယ်ပေါ့နော်ကျမရဲ့စိတ်လူတိုင်းမှာပါလာတဲ့စိတ်လိန်စိတ်ဆိုတာရှိတယ်အဲ့လိုလိန်စိတ်ဆိုတာနေရာမှာကိုကဘလို့ခံရင်ကလေးကိုကဘလို့လူကိုချစ်ခင်နှစ်သက်ဆုံမှတ်တယ်လေကိုကဘလို့မျိုးဖော်ပြမလဲဆိုပြီးတော့ပြောပြတာကိုတော့အဲ့လိုဒီဓာတွေကိုတော့ဆိုဂီလို့ခေါ်တယ်ပေါ့နော်လူတိုင်းမှာဆိုဂီရှိပါတယ်တယောက်နဲ့တယောက်ကဆိုဂီကမတူဘူးကွဲပြားတယ်ပေါ့နော်ဒီလိုမတူကွဲပြားတာကိုလည်းအချင်းချင်းနေနဲ့လေးစားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့လူတိုင်းမှာဆိုပြီးရှိတာကိုအားလုံးကသိကိုသိနေရမယ်လက်ခံနေရမယ် set education နဲ့ပတ်သက်ပြီးတော့စပြီးတော့အုံနောက်ကအလုံးလုပ်ပြီးစပြီးတော့တိကျွမ်းတဲ့အရွယ်လောက်ထဲကနေပြီးတော့အမေကသမီးကိုအဖေကသားကို
ထိုတဘာဝမတဘာဝကိုပြောဖို့ပြောရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ပြောလာတဲ့အခါမှာသူတို့ရဲ့အပြုအမူအနေထိုင်အပြောဆိုလေးတွေကကျမတို့ LGBT ဖြစ်မဲ့သူတွေဆိုရင်သိတာပါတယ်ယောက်ျားလေးဆိုရင်လည်းစပြီးကစားတတ်တဲ့အရွယ်ကလေးကယောက်ျားလေးလိုမကစားချင်ဘူးမိန်းကလေးလိုကစားချင်တယ်မိန်းကလေးတွေဆိုလို့ရှိရင်လည်းဒီ transman ဖြစ်မဲ့သူတွေဒီယောက်ျားလေးလိုပဲကစားချင်တယ်မိန်းကလေးလိုမကစားချင်ဘူးအဲ့ဒီအရွယ်မှာကိုရီကဆိုကီကိုတိတ်ထားတဲ့လက်ခံထားတဲ့သူတွေဆိုရင်ကိုယ့်ရဲ့ကလေးတွေရဲ့ဖြစ်တည်မှုကိုကိုကလက်ခံပြီးတော့မှသူတို့ဖြစ်ချင်တဲ့လမ်းကြောင်းအမှားလမ်းကြောင်းပေါ်ကိုလမ်းကြောင်းအမှားမရောက်သွားပဲနဲ့တက်မမတ်နဲ့ဖြောင်ဖြူသွားလို့ရအောင်ဆုံးမပဲ့ပြင်ပေးရမှာကလက်ဦးဆရာမိဘတွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒီအခါမှာကျမတို့ရဲ့ရှေးရိုးဆွဲတွေခေါင်းနဲ့ရိုက်သွင်းလိုက်တာတွေဒီယောက်ျားလေးအဖြစ်မွေးဖွားလာပြီးတော့မှမိန်းကလေးလို့နေရင်ရှေးဘဝကသူများသားဖြိုသမီးဖြိုကိုဖျက်ဆီးခဲ့လို့သူများအိမ်အောင်ရာကိုပြစ်မှားခဲ့လို့အခုဘဝမှာဒီလိုဖြစ်ပါတယ်ဆိုတဲ့အမြင်အမှားတွေအမြင်ဆိုးတွေနဲ့ကျမတို့ဘဝတွေကိုဖိနှိပ်ချုပ်ချယ်ပြီးတော့မှကျမတို့ကိုလမ်းမရောက်အောင်တွန်းပို့ပေးလိုက်ကြတာအဲ့ဒီအမြင်တွေကပဲတွန်းပို့ပေးလိုက်တာတကယ်တော့ကျမတို့ရဲ့ဖြစ်တည်မှုကမမှားပါဘူးဒါကိုလက်ခံပြီးတော့မှလမ်းကြောင်းမှန်မှန်ပေါ်ရောက်အောင်တဲ့မှတ်ပေးမယ်ဆိုရင်အားလုံးကလောကကြီးကိုအကျိုးပြုမဲ့သူတွေကြီးပဲဖြစ်လာမှာဖြစ်တယ်ပေါ့နော်ဒီလိုပါပဲအမျိုးသမီးဖြစ်မွေးဖွားလာပြီးတော့အမျိုးသမီးလိုပဲနေတဲ့ကလေးတငယ်လေးတွေစပြီးတော့လူမန်းတိတက်စအရွယ်ចောင်းနေအရွယ်တွေမှာဆိုရင်စပြီးတော့သင်ကြားပေးရမှာဒါကတော့ပါဖြစ်တယ်ဒါကတော့နှက်ခမ်းဖြစ်တယ်ဒါကတော့ဘလို့အရာဒါကတော့ဘလို့အရာလေးတွေဆိုတာသင်ကြားပေးရင်းနဲ့မှဒါကထိတွေ့ကင်တွယ်လို့ရတယ်ဒီလိုအရာတွေဒီထိတွေ့ကင်တွယ်လို့မရဘူးကိုလာပြီးတော့ထိရင်လည်းထိခံလို့မရဘူးဆိုတာမျိုးလေးတွေကိုအမေကနေသမီးကိုသင်ကြားပေးရမှာဖြစ်တယ်ထို့အတူပဲမြီးကောင်ပေါက်အရွယ်ဖြစ်တဲ့ကျမတို့ဆယ်ကျော်သက်အရွယ်မှာစပြီးမစည်းရှင်းလာတာဒီမိန်းကလေးဖြစ်မွေးဖွားလာပြီဆိုရင်မဖြစ်မနေကြော်ဖြတ်သွားမဲ့အရာတွေဒီမစည်းရှင်းလာတဲ့ကိစ္စလေးတွေရင်သားလေးတွေပြောင်းလဲလာတဲ့ကိစ္စခန္ဓာကိုယ်ဟော်မုန်းချင်းချက်ပြောင်းလဲလာမဲ့ကိစ္စတွေဒီအမေတွေကကြော်လွန်ခဲ့ပြီးသားကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကမွေးထားတဲ့သမီးတွေရှိတယ်ဆိုရင်ဒီလိုအရာတွေကိုပြောပြပေးရမှာဖြစ်တယ်ပြီးတော့ဒါဟာဒီရှက်စရာမဟုတ်ဘူးကြောက်စရာမဟုတ်ဘူးတိမ်ငယ်စရာမဟုတ်ဘူးလူအဖြစ်မွေးဖွားလာတယ်မိန်းကလေးအဖြစ်မွေးဖွားလာတယ်ဆိုရင်မဖြစ်မနေကြုံတွေ့ရမဲ့လူလောကရဲ့တမိုင်းပေးတာဝန်ပဲဖြစ်တယ်ဆိုတာကိုသိထားရပြီးတော့မှရှက်စရာမဟုတ်ဘူးဆိုတာပါခေါင်းထဲကိုရိုက်သွင်းပြီးပြောပြပေးရမှာဖြစ်တယ်ဒါကိုလည်းယောက်ျားလေးတွေဖြစ်တဲ့သူတွေကသိရမယ်ဒါကိုကွယ်ကျောင်းနေမှာဆိုရင်လှောင်ပြောင်တာတွေတက်ရော်တာတွေဆိုတာမလုပ်သင့်ဘူးလေကိုကယောက်ျားလေးဖြစ်မွေးဖွားလာတော့တာဒီလိုကိစ္စတွေကိုကိုရီးယားမကြုံတွေ့ရတာမခံစားရတာမိန်းကလေးဖြစ်မွေးဖွားလာပြီဆိုရင်သူတို့ရဲ့မိကောင်ပေါင်းအရွယ်မှာသူတို့ချင်းချက်တွေဖြစ်လာတဲ့အချိန်မှာခန္ဓာကိုယ်ပြောင်းလဲလာတယ်အတန်လေးတွေပြောင်းလဲလာတယ်ရင်သားလေးတွေဆူထွက်လာတယ်မစည်းရှင်းလာတယ်ဆိုတဲ့ကိစ္စတွေဟာဒီမိန်းကလေးတစ်ယောက်အနေနဲ့မဖြစ်မနေကြုံတွေ့ရမယ့်အရာတွေပဲလေနော်